မိုးတန်လေးတန်ကြာပြန်တော့လွမ်းရိပ်ရောင်ရောင်တွေ့ချင်အောင်ပြပါပွေမုတ်ကုန်းလေးပြင်းရိုက်စောတွင်တွင်တော့ရင်လေကိုယ်ရဲ့ဖော်ဝေးမျောဆွေးတန်တနေချစ်သူရေမင်းပဲမလဲလေမိုးတန်လေးတန်ကြာပြန်တော့လွမ်းရိပ်ရောင်ရောင်တွေ့ထင်အောင်ပြပါပွေမုတ်ကုန်းလေးပြင်းရိုက်စောတွင်တွင်တော့ရင်လေကိုယ်ရဲ့ဖော်ဝေးမျောဆွေးတန်တနေချစ်သူရေမင်းပဲမလဲလေမြစ်ဆုံရေကာတာစီမံကိန်းကိုဆက်လက်မလုပ်ဆောင်ဖို့အဖွဲ့အစည်းအသီးသီးကနေကန့်ကွက်နေကြပေမဲ့လည်းတရုတ်အလုပ်သမား900ကျော်နဲ့စောက်လုပ်ရေးလုပ်ငန်းတွေကိုနေ့ရောညပါလှုပ်ဆောင်နေကြဆဲဖြစ်တဲ့အတွက်ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ကနေဒီအကြောင်းကိုထုတ်ဖော်ရင်းဆဲကိုမဆောက်ဖို့ထပ်မံကန့်ကွက်လိုက်ပါတယ်။ဒီအကြောင်းကိုလည်းကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ဒါကြောင့်မို့ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ကပြောခွင့်ရပုဂ္ဂိုလ်မအာနန်းကိုကိုရင်မောင်ကဆက်သွယ်ပြီးအကြောင်းစုံမေးကြည့်တော့ဒီစီနိုဟိုက်ဒရိုဆိုတာတရုတ်နိုင်ငံတော်ပိုင်ကုမ္ပဏီတစ်ခုပဲဖြစ်တဲ့ပေါ့နော်ဒီကုမ္ပဏီကရင်းနှီးဆောင်ရေးကာတာဒီဆောင်ရေးစီမံကိန်းလုပ်ငန်းမှာတို့ကဒီပထမအဆင့်ဆောင်လုပ်ဖို့ဆိုပြီးမှဒီလို contract ရထားတာပေါ့နော်ဆိုလာနဲ့ August လစစ်ပွဲဖြစ်နေတဲ့ကြားမှာသူတို့ရဲ့အလုပ်သမားအင်အား900ကျော်နဲ့ဒီရောညပါဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ဟာတွေကိုတွေ့ရတဲ့အတွက်ကြောင့်ဒီလက်ကသူ့ရဲ့ပုံစံဆက်သို့တော့ဒီစီမံကိန်းကစနေပြီဆိုတော့အရင်အထက်ဘယ်လိုများထူးခြားနေလို့လဲဗျဒီမျိုးဆောင်ရေးကာတာကိုမဆောင်ဘူးဆိုတော့ပတ်စင်ရရဒီစံချလို့ဆောင်လုပ်တဲ့အပြင်ဒီလွန်ခဲ့တဲ့လတွေမှာပဲတော့အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်းဒီမျိုးဆောင်ရေးကာတာနဲ့ပတ်သက်ပြီးတော့အချင်းချင်းပြေဖို့ခဲ့ဟာကိုတွေ့ကြရတယ်။ခုလက်ရှိဒီဆောင်ရေးမှာအကြီးကျယ်ဖြစ်ပွားနေတာတော့ဒီမျိုးဆောင်မှရွှေကိုအကြီးကျယ်သူ့လေဟာတွေ့ရတယ်။ဒီလွန်ခဲ့တဲ့နှစ်တွေနဲ့ဒီမျိုးဆောင်မှရှိတဲ့ဒီအယောင်ကလုံးဝကွာခြားမှုရှိသွားပြီ။ဘာဖြစ်လို့လဲဆိုတော့ဒီရွှေတွေကိုအကြီးကျယ်ပြီးအဆက်ကြီးနဲ့ပြီးတော့ဒီကထက်လာတဲ့အမြင့်ကြီးရဲ့ဒီရေချောင်းထဲကိုပြန်ကြည့်တယ်။နောက်တစ်ခုကတော့ဒီသူရဲ့ဒီမှာတော့ဒီတရားတွေကိုဒီနေ့ချောင်းထဲမှာပဲပြန်ပြီးတော့ဖြစ်တယ်။ဒီမှာအဆက်ကြီးနဲ့တရားတွေကပြက်ပြက်သွားနိုင်တဲ့ဟာပေါ့ပြီးဆိုတော့ဒီကြာလာတဲ့အများကြီးအောက်ပိုင်းနဲ့သူတို့အများကြီးဖြစ်ထိုင်နေတယ်ပေါ့နော်။နောက်တစ်ခုအနေနဲ့ဒီရှေ့ကြောင်းရတဲ့ဒီတွေကတော့သူတို့ဒီတော့တောင်းဖြစ်တော့ရှိတယ်။အစိုးရရင်းနေတဲ့အိမ်ကိုပဲပြီးတယ်ဒီကဒီဒေတာချန်တွေကစိုက်ကြည့်လို့အတိအကျမြင်ပြီးတော့သူအသက်မူဝမ်းတောင်းကိုလုပ်တယ်။အဲ့ဒီမှာလေလောက်စားဖို့သူတို့မျိုးပတ်တယ်ရမရှိဘူးပေါ့နော်။နောက်တစ်ချက်အနေနဲ့ကဒီမြန်မာနိုင်ငံကကြာရေးဝန်ကြီးဌာနကကိုယ်တိုင်ဒီအရာဝတီကိုကောက်ွယ်မယ်လို့သူတို့ကတိတွေပေးချင်ပြီးတော့ဒီနေ့အောက်ပိုင်းကသဘာဝပတ်ဝန်းကျင်အကျိုးတရားမှုတွေလေ့လာမှုလုပ်မယ်လို့ကတိတွေပေးထားတယ်။ဒါမဲ့တကယ်တမ်းလက်တွေ့မှာကတော့ဒီမြန်မာအစိုးရတွေကဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ဖို့ဒီမှာတို့ကလောကပြည်ရဲ့လက်ထက်အပ်လိုက်တဲ့ဟာကိုကျွန်တော်တို့လက်တွေ့မှာတွေ့ရတယ်ပေါ့နော်ဒီစီမံကိန်းတွေကလည်းဒါဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေဆိုတော့လုံးမဲ့လူတွေကလည်းဒါကောင်းတာတွေကိုပြပြီးတော့အကြောင်းပြကြမှာလေအဲ့တော့ဒီစီမံကိန်းကိုမလုပ်ဖို့အတွက်တားဆီးကိစ္စကလွယ်ပါမလားဟုတ်ကဲ့ကျွန်တော်တို့ဒီဟာကိုတက်နိုင်တဲ့ဘက်ကနေကအတူလက်တွဲပြီးတော့လောက်ဆောင်သွားရမယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့စဉ်ဒီစာတာကတကယ်ကိုမဆောင်တူဘူးဆိုတဲ့ဟာကဒီတရုတ်ပညာရှင်တွေနဲ့မြန်မာပညာရှင်တွေဒီကတမ်းကစောင့်ကြည့်မှာစာတမ်းပြည့်စုံထားတဲ့နှစ်အောက်ဘက်ပိုင်းမှာရောဆိုတော့ဘယ်လောက်ရှိနိုင်လဲဆိုတဲ့ဟာသူတို့ကိုယ်တိုင်ရေးတဲ့ဒီပညာရှင်တွေရေးတဲ့ report တွေမှာလည်းအဲ့လိုပြောထားတယ်ပေါ့နော်ဒါပေမဲ့တို့ကအဲ့ဟာတွေကိုလစ်လူရှိပြီးတော့ဆက်လက်ပြီးလှုပ်ဆောင်နေတဲ့ဟာဖြစ်တယ်ပေါ့နော်မြန်မာပြည်သူလူထုတွေအတွက်အကျိုးမရှိဘူးဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တွေအကုန်လုံးဒီတက်နိုင်တဲ့ဘက်ကပေါ့နော်အာတုံခွန်တိုက်တရားဝင်မျိုးကိုကောက်ွယ်ပြီးနေပါရမှာဒါကတော့ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့မှမအားနံကိုကိုရင်မောင်ကနေဆက်သွယ်မြင်မြန်ကြတာပါရှင်ရွှေပါမလီ
မိုးမရွာခင်လာလာလေးလမ်းနေတော့မေရွှေမိုးရွာရင်ဆိုးဆိုးကရွှဲပါမလီသိုးစိတ်နဲ့ပူကန်နေမိုးလုံးပတ်လီမောင်မောင်ပြပြဝေYeah,